ကိုကရိုးရိုးပဲလေးလာခြင်းတင်တယ်ဆိုလို့ရှိရင်ရိုးရိုးပဲလေးလာပါချေအကယ်၍ကိုပိုင်ငွေလိုချင်နေဆိုလို့ရှိရင်နော်အန်ဒီကုတ်ဝယ်ပါချေအန်ဒီကုတ်ကဘယ်လိုမျိုးလဲဆိုအန်ဒီကုတ်ကပစ္စည်းတစ်ခုဝယ်ရပါတယ်ချင်းအဲ့ဒီပစ္စည်းကညနာစတင်ကလာအသားပြုခေါ်လိုက်ချင်လားပိုက်စီကြသေးလားကျမိုင်းဆိုင်ရပြည့်တွက်စားလားကိုချိုင်းနဲ့တရားတစ်ခုဝယ်ပါချေအဲ့ဒီတစ်ခုဝယ်ပြီးဆိုတော့ကိုပိုင်အန်ဒီကုတ်ရပါပြီနော်ကိုပိုင်အန်ဒီကုတ်ရပြီဆိုလို့ချင်းကိုပိုင်ငွေချလို့ရပါပြီချင်းကိုဘက်ကမြင်းများတင်ယူလေးလာလေးကိုအတွက်ရလက်ကောင်းကထွက်လေးပါပဲချေအဲ့ဒါကြောင့်မို့ဘယ်အရာမှမကြိုးစားပဲနဲ့တော့မရပါဘူးချေကြိုးစားမှရမှာပါချေအဲ့ဒါကြောင့်မလို့ဘယ်သူမဆိုကြိုးစားပါလေးလာပါတင်ယူပါလို့ပြောချင်ပါတယ်ချေရင်းနှီးစရာမလိုပဲအခမဲ့ဆိုလို့ dot play တစ်ခုမှပဲရှိရနော် dot play ကကိုအတွက်အများကြီးကောင်းကျိုးပေးတဲ့အရာတစ်ခုပါပဲချေအဲ့ဒါကြောင့်မလို့ dot play လေးကိုဆွဲကြည့်